ဝဲမင်္ဂလာဗျာနော်မြန်စကားပြောပါတော့နေ့ဘရိုတို့ဂိမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းဗျာဘရိုတို့ PUBG လေးဝိုင်းချန်လို့ဆော့တဲ့ player တွေဒီဂိမ်းကတော့ဗျာဘရိုတို့မြန်မာကလူတော်များတိကြမှာ Minecraft ဆိုတဲ့ဂိမ်းဗျာဒီက survival ပြင်ဗျာဘရိုတို့ PVP တွေလည်းပါတယ်ဗျာဒါပေမဲ့ဘရို PVP ဆော့ခြင်းလို့ရှိရင်တော့ server တွေကမနေဘူးဗျာ server တွေကအများကြီးပဲဘရိုတို့ server တွေကတော့နေပြီ Java server တွေကတော့အများကြီးပဲဗျာဆိုတော့ဘရိုတို့ကျွန်တော်ဗာပြောခြင်းလေးဆိုဘရိုတို့ဗျာ Minecraft ဆော့ရင်ဘရိုတို့စေးပေါ်တယ်ဘရို PUBG ဆော့လို့ရှိရင်ဘရိုတို့ဗျာဒီသွားတွေတော့ဘာတင်ပြောကြလဲဝမ်းညဆော့ချင်းစေးပေါ်တယ်ဗျာ Toxic player ကြီးပဲဗျာဝမ်းညထဲမှာကျွန်တော်ဒီဗီဒီယိုထဲမှာဆော့ပြလာတဲ့ဂိမ်းကကြောင့် The Hype ဆိုတဲ့ server တွေက Sky ဝါဗျာဒီ The Hype ဆိုတဲ့ server ထဲမှာတော့ဂိမ်းတွေဂိမ်း10ဂိမ်းလောက်တော့ပါမယ်ဗျာ mini ဂိမ်းလေးတွေပဲတော့အိမ်ဆောက်တာပြန်ရပါမယ်ဒီကောင်းတဲ့တိုက်ပွဲတွေပါမယ်အိမ်ရလိုက်ဖြိုရတဲ့တိုက်ပွဲတွေပါမယ်ပြီးလို့ရှိရင် Murder Mystery ဆိုတဲ့လူသက်သမားရှာတာပါမယ်လူသက်သမားရှာတာပါမယ်လူသက်သမားဖြစ်လို့ရှိရင်လည်းဘယ်လိုတော့အဲ့ဒီ innocent ဆို player တွေကိုလိုက်တာမှာဗျာပြီးလို့ရှိရင်ကပ်ဖြတ်တဲ့ flash ဆိုတဲ့အလံကူရတဲ့ game ပါမယ်ဒီ ground war ဆိုရဲဗျကျုပ်တွေနဲ့ပြစ်ပြီးတော့နေချက်ရတဲ့ game ပါမယ်ဒီဘာရှိရုံလဲကျွန်တော်စနေအောင် high and sea ဆိုရဲဗျအဲ့ဒီဘယ်လိုကအတုံးနေပုံပြောင်းအောင်ပါဗျာ game ချလို့ရှိရင်ပြီးလို့ရှိရင်အောင် Sika ဆိုတဲ့ player ရှိပဲအဲ့ player ကဘယ်လိုလိုက်ရှာမှာဗျာဘယ်လိုတော့မတွေ့အောင်ပုံအောင်ပါဗျာအဲ့လိုဘလို့ပုံစံ solid လုပ်ပြီးတော့ဒီတော့ဘရိုတို့အဲစီကာဆိုတဲ့ player တွေကဘရိုတို့တွေ့ပြီးတော့တက်လိုက်လို့ရှိရင်ဘရိုတို့စီကာပြောင်းပြီးတော့ဗျာဘရိုတို့အဲ့ဒီ high နေတဲ့အတုံးတွေဗျာလိုက်ပြီးတော့တက်ရမှာဗျာအဲ့လိုပြီးလို့ရှိရင် game တွေကတော့စုံတယ်ဗျာဒါပေမဲ့ကျွန်တော်အားလုံးလိုက်ပြီးပြောပြတော့ဗျာအဲဒီမှာလူကြိုက်များဆုံး game ရကြတော့ game တွေရကြတော့ဗျာအဲဘာဝါတို့ sky ဝါတို့ပဲဗျာဘာလို့ဆိုတော့ဒီကောင်တွေက game မှုတွေဗျာလာတယ်ဗျာ game မှုတွေအများကြီးနဲ့လာတယ်ဗျာလူ game လာလို့ဆိုလို့ရှိရင်တော့အခု sky ဝါတို့ဘာဝါတို့ဆို solo geo partyဒီလိုဗျာမေဂါတို့အဲ့လိုမျိုးရှိတယ်ဗျာဒါကြောင့်လူကြိုက်များကြရဗျာဆော့ရတယ်ကျွန်တော် The Hype server ထဲမှာဘာတွေကြိုက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ထုတ်တဲ့ costume တွေစကင်လေးတွေကြိုက်တယ်ဘာလို့လဲဆိုတော့မိုက်တယ်ဗျာဒါကလေးဆိုင်မဲ့ဗျာဘယ်လိုပြော Mobile Legends တို့ One Legend တို့တော့ဗျာစကင်ထုတ်တတ်တယ်ဗျာဒီကောင်က One Legend တို့လိုမျိုး software တွေမထုတ်ဘူးဗျာဘာထုတ်လို့ရှိရင်လှတယ်ဗျာကလေးဆိုင်မဲ့အားကြောင့်ကျွန်တော်ဒီ The Hype ရဲ့ costume တော်များကျွန်တော်ဝယ်ဖြစ်တယ်ဒီ Skyward တို့ Power တို့မှာဘယ်လို player တွေပေါ်မလဲလို့ရှိရင် PC player တွေပါမယ် mobile player တွေပါမယ် controller player တွေပါမယ်ပြီးရင် OTG ဗျာဖုန်းနဲ့ keyboard တွေ mouse တွေချိတ်ပြီးဆော့တဲ့ player တွေပါမယ်ဒါဘရိုတို့ဗျာ PC player တွေဗျာရှင်းမချနိုင်စိတ်ပူနေရဘရိုအဲကျုပ် mobile player တွေကတော့မသိပြင်မယ်ဗျာကျုပ် mobile player တွေကတော့သိတယ်ဗျာကျွန်တော်ကျုပ် mobile player တွေတော့ပြောပြရတယ်ဗျာဒီကျွန်တော်အဲ့ဒီအောက်မှာပြရတယ်ဗျာအဲ Shizuku ဆိုတဲ့ app နဲ့ GG Game Space ဆိုတဲ့ app နှစ်ခုဗျာအဲ app နှစ်ခုကဘာအတွက်အကူအညီပေးလဲဆိုရင် CPS တွေအများကြီးထွက်မယ်ဗျာဘရိုတို့အဲ့ဒီထိထားရုံပဲဗျာဘရိုတို့အဲ့ဒီဘာဝဆိုတဲ့ game sky ဆိုတဲ့ game တစ်ခုပဲအဲ့နှစ်ခုကိုဘရိုတို့ဆော့စီနေမှာဘာလို့လဲဆိုတော့အော် one legend တို့မျိုးဗျာအိုင်တန်နေအဲ့လိုမျိုး level တွေအဲ့လို fan ရတာမဟုတ်ဘူးဗျာဘရိုတို့ဘရိုညံကောင်းရင်ကောင်းလောက်နိုင်ပြီဗျာဘရိုတို့ combat solution ရှိလောက်နိုင်ပြီဗျာဘရိုအိမ်ကောင်းရင်အိမ်ကောင်းလောက်ဗျာအဲ့လို movement ရှိရင် movement ရှိလောက်ဗျာအဲ့လိုမျိုးနိုင်ပါဗျာဘရိုဒီမှာအမားတွေမရှိလေဗျာကျွန်တော်ဆိုလို့ရှိရင် light တီးရဗျာအဲ့လိုမျိုးတော့ဒီ video ဘာလို့တင်လဲဆိုတော့ကျွန်တော်ရွေးချယ်ဒီမြန်မာသူတွေကိုဗျာကျွန်တော် Minecraft PVP community နဲ့ဗျာမိတ်ဆက်ပေးရဗျာဒီ Minecraft PVP community က Mobile Legends တို့ PUBG တို့ထက်ဗျာဘယ်လိုလဲပိုကောင်းတယ်ဗျာဆော့လို့ပိုကောင်းတယ်ဗျာအမှန်တမ်းပြောရင်ကျွန်တော်ပိုကြိုက်တယ်ဗျာဒီ Minecraft တို့ PUBG တို့ထက်ကျွန်တော်စိတ်ထဲမှာပိုကောင်းတယ်လို့ထင်တယ်ဗျာငါ toxic player လည်းမရှိဘူးဗျာတော့ကချေးတယ်ဗျာတော့လုံးဝချေးတဲ့သူတွေဘာပလီယာရှိနေဆိုရင်စွတ်တီတော့ဗျာစွတ်တီကဘာလို့လဲဆိုတော့ဆောင်းချွေးထွက်တဲ့ကောင်ဗျာဒီကောင်အပီချွေးထွက်တဲ့ကောင်ဒါမဲ့ဗျာအခုလက်လောတော့ဗျာဒီမြန်မာမှာဆိုလို့ရှိရင်ဗျာမြောင်းလိုက်လောက်တာအကြောင်းမို့လို့ဗျာကျွန်တော်ဒီ The Hype ဆိုတဲ့ server လေးတော့ဘာလို့မရဗျာဒါမဲ့စိတ်ကြီးနေဗျာ The CC ကွာတို့အဲ့ Keycraft တို့ဆိုတဲ့ server လေးရှိတယ်နော်ပြီးရင် solid ကောင်းတဲ့ server ဗျာ Nether game တို့လိုမျိုးဗျာ player တွေတိတ်မရှိမယ် solid ကောင်းတဲ့ server လေးတွေရှိတယ်ဗျာဆိုတော့ bro တို့ဒီ The Hype မရခင်ဒီတော့ဗျာ bro တို့အမှသွားဆော့လို့ရတယ်ဗျာကြီးကွာဆိုရင်လည်း game မှုတွေစုံတယ်ဗျာ The Hype တက်တော့စုံတယ်ဗျာဒါပေမဲ့ကြီးကွာရောက် PVP game မှုတွေရှိတယ်ဗျာတော့ဗျာအခု The Hype တော့ပြန်တော့ဗျာ The Hype မှာဘာရှိမလဲဆိုရင်တို့ဒီမှာကျွန်တော်အဲ့ဒီဘာနဲ့တွေ့တာ experience နဲ့ဘာနဲ့မှာဗျာ34ဗျာအဲ့ဒါတွေက level ကိုပြတာဗျာ level တွေဘယ်နှခုရှိမလဲသူ game မှုအားလုံးမှာဗျာသူ level တွေက900တိရှိတယ်ဗျာဘရို level 100ပြီးတိုင်းဗျာတစ်ခါချလို့ရတယ်ဗျာတစ်ခါချရင်ဘာရမလဲဆိုလို့ရှိရင်ဗျာဘရိုနာမည်ပေးရမှာဗျာအမှ1ဆိုပြီးတော့ဗျာအကျက်တီးလို့ပုံစံလူမျိုးလူရမယ်ဗျာပြီးလို့ရှိရင်ဘရို level 100ကနေပြန်စားရမှာဗျာပြီးလို့ရှိရင်အဲ့လိုပဲဗျာ200ရောက်လို့ရှိရင်လည်းအဲ့လိုချရင်ချဗျာချရင်လူတိုင်းထားလို့ရဗျာအဲချပြီးလို့ရှိရင်နှစ်ဆိုပြီးတော့ဗျာနာမည်ပေးလာနေမှာအဲ့လိုမျိုးပေါ်မယ်ဗျာ
အဲ့ဒါတွေကဘယ်နှခုရှိလဲဆိုကျဲသီးက9လုံးရှိရဗျာကျဲသီး9လုံးတင်သွားလို့ရှိရင် level နောက်ထပ်100ထိထပ်တင်လို့ရဘရိုတို့ဗျာအဲ့ဒီတဲ့ high ကြောင်းဗျာမတိရမရှင်းတာဗျာရှိချင်တော့မေးလို့ရရဗျာဆိုတော့ဗျာကျွန်တော်ဒီ Shizuku ဆိုတဲ့ app နဲ့ GG Games ဆိုတဲ့ app ပြန်သွားဗျာဒီ app ကိုဗျာဘယ်မျိုး activate လုပ်ရမလဲဆိုလို့ရှိရင်ဗျာကျွန်တော်နောက်ထပ် video ဗျာဒီ video line နဲ့ရလို့ရှိရင်တော့ကျွန်တော်တင်ပေးပါမယ်ဟောအရင်က video တစ်ခုလုပ်ပြီးပဲကျွန်တော်ဒီတိုင်းပဲပြင်းလို့ဆို private mode ဒီ only media ထည့်ထားလိုက်ရဗျာအဲ့လိုဘရိုတို့3နှစ်တည်ကျင်လို့ဗျာကျွန်တော်မဆောက်ရင်လို့ရှိရင်လည်းဘရိုတို့အဲ့ YouTube တို့ဘာလို့မှကြည့်လို့ရတယ်ဗျာဟုတ်ပါတယ်ဘရိုဒီ application တစ်ခုသာတွဲဆုံးပြီးဘရို PC player နီးပါလို့ဆိုပြတော့ကြောက်ပါဗျာဒီ mobile နဲ့ဗျာဘာမှမသုံးနဲ့ဆော့လို့ရှိရင်တော့ PC player ကိုပြောနေဘရိုတို့ controller ပေးရအောင်နိုင်မှာမဟုတ်အဲ့ဗျာဒီ video ရေးရပါတယ်ဒီဗျာကျွန်တော်ဒီမှာ game play တွေဗျာတော့ဒီတိုင်း game play တွေဗျာဘယ်လိုအတရားမှမသိလို့ဆိုပြီးတော့ကျွန်တော်ကျန် voice over ထည့်ပြီးတော့ဒီစကားနဲ့ပြောတော့ဗျာထားပါပဲ video တော့ဘာမှမဟုတ်ဘူးဆိုတော့အားလုံးပဲ video ကဒီလောက်ပါပဲဗျာဒီ video လေးစောင့်ကြည့်ပြီးတော့နောက်ဆက်ပြရစီပြောမယ်